Hello မင်္ဂလာပါဒီနေ့ကတော့တဖုတ်ထပ်ဆော့သွားတာဖြစ်ပြီးဒီနေ့ကတော့ level လဲတော်တော်မြင့်နေပြီပဲချာလည်းငါတောက်ကြည့်တယ်ကဲအဲ့ဒါဆိုရင်ဘာလုပ်မလဲကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဘာတဲ့ဥစ္စာအနေနဲ့ကတော့ကျွန်တော်တို့ C2 ကိုသွားမယ် C2 မှာရှိတဲ့ဒီ pick ကလည်းအကုန်လုံးဝယ်မယ်နောက်တစ်ခုကတော့ဒီနောက်ဆုံးဒီ pick ကကောင်းသွားရုံမှာတခါတည်းဝယ်သွားပြီပါတယ်ကဲဘိုင်းဘလို့လေးလို့ရတယ်ဆိုတော့ကျွန်တော်တို့သွားပါမယ် let's go ကျွန်တော်တို့မကွာခင်မှာကျွန်တော်တို့ think and trace လို့ပြောရမလားဘယ်လိုပြောရမလဲအဲ့ဒါလေးလူလေကြာနေတခုပေါ့နော်အဲ့ဒါဗါလဲဆိုတော့ပိတ်ကတ်ကိုတဝက်သေးနဲ့ဝယ်လို့ရတဲ့နီးပေါ့ yes အဲ့ဒါကိုလုပ်ဖို့သက်ဆိုရင်ပိတ်ကတ်ဒီလိုပိတ်ကတ်ဆောက်ထုတ်တခုဝယ်သွားလိုက်ပါဒီတော့လို့ရှိရင်တော့ C2 သွားပါမယ် let's go C2 မသွားခင်ကျွန်တော်တို့ဒီ portal နဲ့သွားရမှာဖြစ်ပါတယ် level 10ရောက်လို့ရှိရင် C2 ကိုတော့သွားလို့ရပါပြီကဲကျွန်တော် C2 ကိုသွားလိုက်ကြရအောင် let's go let's go မလို့ခင်မှာကျွန်တော်မေးထားတာရှိပါတယ်အဲ့ဒါစပိန်ဘယ်လိုလုပ်ရလဲဆိုတာပါကျွန်တော် short တဲ့ကိုသွားမယ်ပြီးတော့ရှင်ဒီဖက်နည်းနည်းဆွဲဆိုရင်ဒီမှာ by စပိန်ဆိုတဲ့နေရာမှာဒီစပိန်ကိုလာစပိန်လို့ရပါတယ်ကျွန်တော်ကတော့အခုကတော့ all နဲ့နေနေတာပါနော် o r e c e ကိုကဘယ်လိုတော့ရလဲဆိုတော့ setting ကိုနှိပ်ပါအောက်နဲ့ဆွဲတော့ဆိုရင်ကိုတော့လို့ရပါပြီကဲဒါဆိုရင်ရှင်မစတော့ဘူးဗျာကျွန်တော် teleport နဲ့ C2 ကိုသွားလိုက်ကြရအောင် let's go ကျွန်တော်ဒီမှာ C2 နှိပ်မယ် teleport နှိပ်မယ်graphic ကဘာဖြစ်နေလဲကွာရပါပြီခင်ဗျာကဲကျွန်တော် C2 ကိုရောက်လာပြီကျွန်တော် C2 ရောက်လာကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီပိတ်ကတ်ချောင်းဝယ်ဖို့ရှိတယ်မလားအဲ့ပိတ်ကတ်ဘာပိတ်ကတ်လဲဆိုတော့ဒီ fitness တဲ့ကျွန်တော်ခုသုံးနေတဲ့ပိတ်ကတ်နဲ့နည်းနည်းကောင်းတဲ့ပိတ်ကတ်ဝယ်ပါဗောနော်ကဲ630တဲ့ပိတ်ကတ်ဟုတ်တယ်ဗျာအဲ့ဒီပိတ်ကတ်ဝယ်မယ်ဗျာကျွန်တော်တို့အဲ့ဒါပိတ်ကတ်မဝယ်ခင်ကျွန်တော် C2 မှာဘာညာလေးရွှေချောင်းလေးပေါ့ဗျာဒီနေရာတော့ကဲကျွန်တော်တို့ချင်းမဆွဲတော့ကျွန်တော်လေးပိတ်ကတ်ဝယ်ပါမယ်ကျွန်တော်ပိတ်ကတ်မဝယ်ခင်မှာကျွန်တော်ဘိုးနဲ့တွက်ချက်တဲ့ဖို့လိုပါလေကျွန်တော်အခုဝယ်မဲ့ပိတ်ကတ်က6000လေးမှ9000ပိတ်ကတ်ဖြစ်တာမလို့ကျွန်တော်ဒီပိတ်ကတ်ကိုရောင်းရပါမယ်ဒီအခု3ရက်ပိတ်ကကျွန်တော်ဒီမှာ2000နဲ့2000တန်ပါတယ်အဲ့ဒီပိတ်ကကနေကျွန်တော်6000 6000ပိတ်ကဝယ်မှာဖြစ်ပါတယ်ဘလို့တို့အနေနဲ့ဘလို့တို့မှာရှိတဲ့ပတ်စံနဲ့ဒီရောင်းဖို့ရလာတဲ့ပတ်စံနဲ့နည်းနည်းတွက်ချက်တဲ့လို့လိုပါတယ်အဲ့ဒါမှပဲကျွန်တော်တဝက်သီးနဲ့ရအောင်ပေါ့နော်ဒီပိတ်ကကျွန်တော်6000ပိုကောင်း2000ဒီကောင်ပြန်ရလို့ရှိရင်တော့1000ကျော်18000ကျော်လုံးပြန်ရမှာကဲကျွန်တော်တွေအဲ့လိုလိုတွက်ချက်တဲ့လို့ပါတယ်ခုမှရှိတဲ့ပတ်စံနဲ့ဒါမှမဟုတ်ရင်တော့ဘလို့အနေနဲ့ခွေးပြေးပြီးတော့ခွေးလို့ဖြစ်သွားပါလိမ့်မယ်။ဘာဖြစ်လို့ပိတ်ကတ်ဆော့ကြီးနဲ့စားနေပြန်မဲ့ရမှာဆိုတော့ဆင်မပြေဘူးဗျာ။ကျွန်တော်တို့တခုကြံမေးချင်တာကတော့ infantry နဲ့မှာကောင်းတဲ့ all လေးတွေထားတာဖို့ပြောချင်ပါတယ်။အဲ့ဒါမှပဲပတ်စံမလုံးပါပဲ။တခါလေးဝယ်လို့ရတာပေါ့ဗျာ။ကဲကျွန်တော်တို့ဒီပတ်စံကတော့16000ရပါတယ်။ကျွန်တော်မှန်းထားတာမှားသွားပါတယ်။16000နဲ့မှ885ကျပ်ပဲရပါတယ်။ကဲပတ်စံတော့ပြီးမယ်ထင်ပါလေကျွန်တော်ဒီမှာ69000ဆိုတော့တော်โอเคပြီးပါတယ်ကျွန်တော်ဘလို့နေကျွန်တော်ဝယ်လိုက်ပါတော့မယ်ကျွန်တော်ရောင်းပြီးတော့ခဏပတ်စံမလောက်လို့ဒီမှာကျွန်တော် all တွေနည်းနည်းသွားတူးထားပါတယ်ကျွန်တော်အဲ့ဒါလေးပြန်ရောင်းလိုက်ပါမယ်ကဲကျွန်တော် all set ကျွန်တော်ဒီမှာ legendary all တွေပြန်ထုတ်မယ် eBay all တွေ legendary all တွေထုတ်ခဲ့လိုက်မယ်ကျန်တာတော့ကိုရောင်းအောင်ပါဗျာကျွန်တော်ဒီခုရှိတာကတော့ဒီ game မှာကျွန်တော်တို့ fan တာတော်တော်လေးမှာခါပါတယ်ကျွန်တော်ဒီ video လုပ်နေတာဆိုရင်ဒီပါရမတ်ရဲ့ဗျာဒါဟုတ်အင်္ဂါနေ့နဲ့တင်းလာနေတာမသိဘူးဒီ video လုပ်ထားတာကလေးလေးရကျွန်တော်ဒီ video မှာကျွန်တော်လုပ်သွားမှာပါလဲဆိုတော့ပိတ်ကဝယ်မယ်မိုင်းမယ်နောက်ထပ်ပိတ်ကသေးဝယ်မယ်မိုင်းမယ်ပိတ်ကသေးဝယ်မယ်မိုင်းမယ်ကျွန်တော်ဒီကမေးရတော့ကျွန်တော်ခဏပြောခဲ့တဲ့ဒီနောက်ဆုံးပိတ်ကကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရောင်းလိုက်ပါမယ်ကျွန်တော်ဒီမှာရောင်းရင်တော့ပတ်စံကတော့ပိတ်ချဖို့လောက်ပါပြီကျွန်တော်ဒီပိတ်ကရောင်းရင်တော့ let's go ကျွန်တော်9200ရှိနေပြီဗျာကဲကျွန်တော်ပတ်စံလေးလောက်ပြီဆိုတော့ဝယ်လိုက်ပါတော့မယ် let's go ရပါပြီဒီ medical pick တဲ့ medical pick တဲ့เนาะကျွန်တော် medical ပြီးသွားရှင်တော့ဒီဖက်ကဒီကောင်ကြီးကိုဝယ်မှာပေါ့ဗျာကဲကျွန်တော်ဒီ let's go ကျွန်တော်သွားမဲကြပါမယ်ဝယ်ပတ်စံရမှာပြန်သွားကြပါဗျာကျွန်တော်တို့ let's go သွားကြရအောင် let's go ဒီကောင်ကိုရောင်းရင်တော့ဘယ်လိုရောင်းရမလဲဈေးရတာကြိုသက်ထားရမယ်ကျွန်တော်ဘယ်လိုဖမ်းရမယ်ဆိုတာကျွန်တော်ဒီအော်ပေးနေတယ်ဗျာဘယ်လိုကျွန်တော်မဲရမယ်ဆိုတာဒီကောင်ရောင်းရင်တော့9000ရတယ်ဗျာကျွန်တော်ဝယ်မဲ့ပိကလေ9000နဲ့မှ9000ဆိုတော့ကျွန်တော်ဒီ9000လောက်ဖမ်းရမယ်ကဲကျွန်တော်ဒီ let's go 9000လောက်သွားဖမ်းလိုက်ပါဦးမယ်9000ဖမ်းပြီးတော့ပြန်သွားကြပါမယ်ကဲကျွန်တော်ပတ်စံတော့4900ရှိသွားပါပြီဒီပိကရောင်းပြီးတော့ချင်တော့ကျွန်တော်လိုချင်တဲ့ပိကဝယ်လို့ရပါပြီကျွန်တော်ဒီမှာ2ရက်လောက်တော့ဆော်လိုက်ရတယ်ဗျာဘာဖြစ်လို့ကျွန်တော်ညာဖက်လုံးမှာပဲကျွန်တော်ဂိမ်းဆော်လို့ရတာမို့လို့ပါကျွန်တော်စီးမအောင်ပြန်ပြီးတော့ကျွန်တော်ဒီပိကတော့ပွားရောင်းလိုက်ပါဦးမယ်ပြီးရင်ပြန်သွားကြပါမယ်ခင်ဗျာโอเคကျွန်တော်ပြန်ရောင်းလာပြီကျွန်တော် C2 ရောက်လာပြီဆိုတော့ကျွန်တော်ပိကရောင်းပြီးတော့ဝယ်လိုက်ပါတော့မယ် let's go လို့ကျွန်တော်ဒီပိကကြီးကျွန်တော်ဒီပိကကြီးရောင်းမှာဖြစ်ပါတယ် yeah let's go ပိကသွားရောင်းမယ်ပိကရောင်းပြီးတော့ဝယ်လိုက်ပါတော့မယ်ကဲကျွန်တော်တို့ရပါပြီတသေး lightning pick တဲ့ဒါဒီကောင်ကလည်းမတိခဲ့ပဲဘာလို့ lightning pick ကဲကျွန်တော် lightning pick ရရဆိုတော့နောက်ဆုံး pick တစ်ခုကြံပါတော့လေအဲ့ pick ကတသေးနဲ့မ2000နဲ့9000ပါတော်လေးမှဈေးများပါတယ်အဲ့ဒီ pick ရဖို့တော့ကျွန်တော်
ကျိုးစားရပါဦးမယ်ကဲကျွန်တော်မိုက်တွေထဲကိုဝင်တော့တစ်ချက်လို့တွားတူးလိုက်ပါဦးမယ် let's go လို့နေသူပြီးတော့ရင်မှပြန်သွေးကြပါမယ်ကျွန်တော်အခုဆိုရင် shallow လေးတဲ့ရထားတယ်ပေးဆန်ကလည်းကျွန်တော်ဒီမှာကျွန်တော်ရှိတဲ့လို့ဖြစ်နေပြီခဏပိတ်ကရောင်းလို့ရှိရင်9000ကျော်ကျော်တော့ရမှာကျွန်တော်ဒီမှာရှိတဲ့အားလေကိုရောင်းဝယ်လိုက်ပါမယ်ကဲကျွန်တော်ရှိသမျှအကုန်တော့ပေါင်လိုက်ရပါဦးမယ်ကျွန်တော်အားမားလေးပါတစ်ခုမှကြာပေါင်ပါမယ် let's go ဘာဖြစ်စီမမပေါက်ခင်မှာစီဝမ်အောင်သွားပြီးတော့ဒီကောင်းစီက quest ပြီးအောင်လုပ်ရပါမယ်ကျွန်တော်ပတ်သက်နေတဲ့ဒီကောင်းလေးရဲ့စကားပြောလိုက်ပါဒီကောင်းလေးရဲ့စကားပြောပြီးသွားလို့ရှိရင်ဘလို့လို့နေတဲ့ဒီစီဝမ်မှာအိုင်လန်ဝမ်မှာရှိတဲ့ဒီကိုတဲ့ကိုဝင်လိုက်ပါဝင်ပြီးတော့ရှင်မရှင်တခုလို့ရအောင်ပေါ့နော်အဲ့ဒါဂီတာရှာပေးရမှာဗျကျွန်တော်ပြီးတော့ရှင်ဒီဘက်ပဲချောင်းသွားပါကျွန်တော်ဒီဘက်အောက်ဝင်လိုက်ပေါ့ဗျာအဲ့ဒီဝင်ပြီးသွားလို့ရှိရင်တော့ဒီမမြင်သေးဘူးသဝင်လေးနဲ့ချက်ကွာဒီမှာရရဗျာဒီနားလေးမှာဂီတာလေးတက်လိုက်ရှိတယ်ပဲအဲ့ဒီဂီတာကိုကျွန်တော်ယူပြီးတော့ခဏကလေးစီကိုပြန်တော့ပေးလိုက်ယူပါပဲဒါဆိုရင်သူကီးတစ်ခုပေးလာပါလိမ့်မယ်အဲ့ဒီကီးနဲ့ကျွန်တော်တကားကိုဖွေးရမှာပါနော်ဒီတကားကိုဖွေးရမှာပေါ့တကားကိုဖွေးရမှာတကားကိုဖွေးရမှာကဲကျွန်တော်ဒီပိတ်ကက်ရောင်းလိုက်ပါလို့မယ်ပိတ်ကက်ရေးကျေးဇူးပဲမင်းတွဲနဲ့ဒီမှာပိတ်ကက်ကောင်းစားတစ်ခုတော့ရတော့မယ်ဟူကျွန်တော်ပိတ်ကက်ရောင်းလိုက်ဒီခေါက်တော့ထောင်ပါကျွန်တော်သိတဲ့တောင်းလည်း9000ပြီးသွားပါပြီ1000ပို့ပါသေးတယ်ကျွန်တော်တို့သွားဝယ်လိုက်ပါမယ် let's go ကျွန်တော်ဂူထဲကိုပဲကျွန်တော်ဘယ်နေရာမှာရှိလဲဆိုတာတစ်ချက်လေးပြပြရမယ်ဘလို့နေဂူထဲကိုဝင်ပါပြီးတော့ရှင်ညာဘက်ကိုသွားပါညာဘက်ကိုသွားမယ်ညာဘက်ကြီးပဲရွေးသွားလိုက်ပါဒါဆိုရောက်သွားပါလိမ့်မယ်ဒီဘက်မှာလည်းညာဘက်ကိုသွားမယ် let's go ဘယ်ဘက်သွားလိုက်ရတယ်ညာဘက်သွားလိုက်ရတယ်ကဲကျွန်တော်ဒီမှာရောက်လာပြီပြီးတော့ရှင်ဒီနေရာဗျာဒီနေရာမှာကျွန်တော်ခဏကီးနဲ့ဖွင့်လိုက်ရပါပဲကျွန်တော်ဒီထဲမှာဆိုရင်ကျွန်တော်စောင်းရန်တအားမှာလိုချင်တဲ့ကျွန်တော်ဒီပိတ်ကရပါပြီကျွန်တော်နောက်ကြမှာပဲမကမပိတ်ကတို့ဘာလို့ဝယ်ပြပါမယ်အခုတော့ဒီပိတ်ကပါပဲကျွန်တော်နောက်တဲ့ဗီဒီယိုကြမှာကျွန်တော်ဒီအာမာခရက်တာဘာညာလွတ်ပြပါမယ်ပိတ်ကကောင်းစားရပြီဆိုတော့ကဲကျွန်တော်ကြီးလိုက်ပါ oh my god ရှယ်ပဲဒီပိတ်ကဝယ်တာဘာလို့တတိယသွားလဲဆို fishing မှာကျွန်တော်ထိုင်းတန်းယူလာဘူးကျွန်တော်တတိယပေါ့ပါလေဝယ်လိုက်ပါပြီရသွားပါပြီအားလုံးကိုကြည့်သူတည်ပါတယ်တပတ်လုံးဒီဖန်လိုက်ရတာပါဟုတ်ကဲ့ကျွန်တော်တက်ပူလေးရရပါမယ်ကျွန်တော်ရဲ့ထားတိုင်းကဲဆိုကြည့်ပြရတယ်တယောက်ချင်းတိုင်းကိုထူးဝဲကြည့်သူရှိပါလေနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတ်တာပါဒီနေ့ကတော့ဒီပိတ်ကလာရတာပါနော်ကဲလို့နေတယ်ရအောင်ကြိုးစားကြပါအားလုံးပဲတတ်တာပါဗျာ